တော်တဝဉ္ဉ္ချမ်းရအပ်သောဇီနောမင်္ဂလာကိုအောင်တော်မူပြီးသောတတ္ထမြတ်စွာဘုရားသခင်သည်တက္ကေကပိလဝုဒ္ဓသမိန်တက္ကာတိုင်ကပိလိုပြည်၌ဆာယရံမေရေရိုနှင့်ပြည့်စုံသည့်ဖြစ်၍နှလုံးမွေးလျောဝယ်ရှိသောမဟာဝဏိမဟုတော်ကြီးတွင်၌ဝိရံတော်တရင်သုံးနေတော်မူလျက်တမန္တသောတဏ္ဍိသတိစကဝမင်းွယ်ချီဖြစ်ကုန်သောကေဝလံကိနံတဝေပုရုဇေနှင့်တိက္ခမဘေယံဓာကြီးတသက်ဖြစ်ကုန်သောပိစမတ္တိတတိဘိက္ခွေ900တိုက်ရှိကုန်သောယံတို့သည်ပရိဝုတော်တဝဉ္ဉ္ချမ်းရအပ်သောဇီနောမင်္ဂလာကိုအောင်တော်မူပြီးသောတတ္ထမြတ်စွာဘုရားသခင်သည်တက္ကေကပိလဝုဒ္ဓသမိန်တက္ကာတိုင်ကပိလိုပြည်၌ဆာယရံမေရေရိုနှင့်ပြည့်စုံသည့်ဖြစ်၍နှလုံးမွေးလျောဝယ်ရှိသောမဟာဝဏိမဟုတော်ကြီးတွင်၌ဝိရံတော်တရင်သုံးနေတော်မူလျက်တမန္တသောတဏ္ဍိသတိစကဝါလိပတ်လေဝဉ္ဇဉ်တောင်းကုန်သောစကြဝဠာတိုက်တို့မှာအာဂမညညာဖြပြလာကုန်ကြ၍တဏိသိဏနံအညညိုစည်းဝေး၍နေကြကုန်သောဒေဝနန္တပြမပေါင်းတို့အားရှန္တမယံအကျဉ်းမှသမယနာမတွင်ခေါ်နတ်တို့ချစ်နှစ်သက်သောသုတ်တော်ကိုအတေတယင်းဤနာမညွှန်ဖော်ပြခြင်းဖြင့်ဤသွေးမြေလာရောက်သည်ဟုမိ၏စကားဟောကြားတော်မူခဲ့လေပြီအာယုရိကကရံအသက်ရှိခြင်းကိုပြုရသောတဗ္ဗတပတိတာရကံခတ်သိမ်းသောစီစိန်ချမ်းသာဘုံကျက်သည်ကိုပြည့်စေရသောဝရံတောင်းတ